အားလုံးပဲမင်္ဂလာပါ FN Theory မိုဘိုင်းကိုတီးတဲ့အခါမှာမဖြစ်မနေတည်ထားသင်ရမယ့်အချက်တွေများတဲ့မှကျွန်တော်ပြောပြချင်တာကဒီ note တွေအကြောင်းပေါ့နော် note တွေအကြောင်းကိုပြောပြချင်ပါတယ် note တွေအကြောင်းကိုမပြောခင်မှာအရင်ဆုံးကျွန်တော်ဒီ B bar အကြောင်းကိုကျွန်တော်အရင်သင်ခန်းစာတွေမှာကျွန်တော်ပြောပြခဲ့ပြီးပြီတကယ်လို့နားမလည်ဘူးဆိုရင်ပြန်ပြီးတော့ကြည့်လို့ရတယ်ဒီသင်ခန်းစာတွေကိုအစစ်မကြောပဲနဲ့တဆင်ချင်းကြည်ပေးဖို့ကျွန်တော်မြတ်တာရက်ခံချင်ပါတယ်ပြောမယ်ဆိုရင်ဒီကျွန်တော်တို့ဒီအဆင့်တွေကြောလိုက်တဲ့အခါမှာဒီမှားတထားလေးဒီရှိကောင်းရှိလိမ့်မယ်အမှန်တမ်းပြောရရင်ကျွန်တော်လည်းပဲလေ့လာနေတဲ့ဟိုလို့ဒီအမားတွေပိုင်းလဲခွင့်လုပ်ပေးပါလို့ကြိုတင်မြတ်တာရက်ခံချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဆရာစနေအခုစနေကိုလည်းပဲဒီကနေပြီးတော့ကာတော်ပြုလိုက်ပါတယ်ကဲသင်ခန်းစာလေးဆက်ရအောင်ဒီ note ဒီအကြောင်းကိုပြောမယ်ဆိုရင်ဒီ note မှာကျွန်တော်ကတော့ဒီ၃မျိုးပိုင်းပြီးတော့ကျွန်တော်ပြောချင်တယ်မြန်မာလိုရယ်အင်္ဂလိပ်လိုရယ်တင်ချာပြောမယ်ဆိုရင်ကဏ္ဍအခရာလိုရယ်ပေါ့နော်၃မျိုးပိုင်းခြားပြီးတော့ပြောချင်တယ်ဟုတ်နော်အဲ့ဒီမြန်မာလိုမှာဆိုရင်ကျွန်တော်တို့ဒိုရီမီဖာဆိုလာတီဆိုတဲ့ဒီပုံစံတိုင်းတွားတယ်အင်္ဂလိပ်လိုမှာဆိုရင်တော့ CD EFG AB နော်ဟုတ်နော်အခုပြောတာလေးတွေကိုဒီတေချာဆွဆွမဲမဲမှတ်ထားပါနောက်တစ်ခုကတင်ချာအခရာလို့ကိန်းကဏ္ဍဖြင့်ပြောမယ်ဆိုရင်ဒီ1 2 3 4 5 6 7ဟုတ်ပြီအဲ့လိုမျိုးဒီခေါ်ကြတယ်ပေါ့တော့ဒီ note စာရွက်တွေမှာလူညီကိုတို့လည်းတွေးမှာပေါ့နော်ဒီ1 2 3 4 5 6 7အဲ့လိုမျိုးတွေတွေးလိမ့်မယ်ဒီနောက်ပိုင်းတွေမှာကျွန်တော်ဒီ note ကိုဘယ်လိုတီးရမလဲနော်ဒီအဲ့ဒါတွေကိုလည်းကျွန်တော်သင်ပေးအောင်ပါပါဒီပြောမယ်ဆက်ပြီးတော့ဒီပြောမယ်ဆိုရင်ဒီ C ဆိုရင်ကျွန်တော်တို့သင်္ချာကဏ္ဍလို့တစ်လို့မှတ်မယ် D ဆိုရင်2ပေါ့နော် E ဆိုရင်3 F ဆိုရင်4 G ဆိုရင်5 A ဆိုရင်6 B ဆိုရင်9နော်အစရှိသဖြင့်ကျွန်တော်တို့ဒီအခြေခံတော်တရားလေးတွေကိုအရင်ဆုံးတည်ထားတင်တယ်ဟုတ်ပြီကျွန်တော်နောက်ထပ်ပြောချင်တာကတော့ဒီ flat နဲ့ shed ပေါ့နော်ဒီ flat နဲ့ shed အကြောင်းကိုပြောချင်တယ် flat ကိုသူတင်ကြီးသားအပြင် B လို့တတ်မှတ်တဲ့ shed ဆိုတာကတော့ဒီချက်ချီဒိုချောင်းနှစ်ချောင်းကိုချက်ချီခတ်ထားတာလေးပေါ့နော်ကျွန်တော်ပြောအလိုမျိုးလေးကိုပြောတယ်ဒီရှေ့မှာကျွန်တော်တို့ဒီ flat နဲ့ shed ဆိုတာကဂျားတွေကနော်ဂျားခလုတ်သို့မဟုတ်အမဲခလုတ်လေးတွေရဲ့အတန်ဖြစ်တယ်နော်ဒီသူတို့ကဒီ flat နဲ့ shed လို့ဒီအမီခေါ်ရတာကိုယ်မဲ့အတန်ကတော့တတန်နေပဲเนาะဥပမာဆိုရင်ကျွန်တော်တို့ဒီ C နဲ့ D ကြားတဲ့ကဒီခလုတ်ကလေးကိုခေါ်မယ်ဆိုရင်ဟုတ်ပြီဒီ shed အကြောင်းကိုပြောမယ်ဆိုရင်တော့ဒီ shed နောက်ဖက်လက်ပေါ့เนาะဒီ ဒီပြောဘယ်လိုပြောရမလဲဗျာဒီ shed ညာဘက်ကိုဒီ C ခလုတ်ကနေညာဘက်ကိုသွားမယ်ဆိုရင်အဲ့ဒါက shed တွေပဲဘယ်လိုသွားမလဲဆိုရင် C ကနေဒီအမဲခလုတ်လေးတွေကိုကြည့်ပါပေါ့เนาะဒီနှုတ်ကြည့်တဲ့အခါမှာလည်းပဲအဲ့ဒီအမဲအလုတ်ကလေးတွေမှာတီးရတာမျိုးတွေရှိတယ်။ဆိုတော့ကျွန်တော်ပြောချင်တာဒီရှေ့ကနေတွားမယ်ဆိုရင် C ကနေပြီးတော့ကြီးလိုက်တဲ့အခါမှာ C ကတစ်ပေါ့နော်။ C အပေါ်မှာအမဲခလုတ်လေးအလုံးရှိတယ်။ C ကတစ်ဖြစ်တဲ့အတွက်ကြောင့်တစ်ရှက်ပေါ့နော်။ဟုတ်ပြီ။ဒီကနေကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီအမဲခလုတ်လေးအလုံးရှိတယ်။အဲ့ဒါကြတော့ဒီက2ဆိုတော့2ရှက် E မှာမရှိဘူး။ဒီ F ကနေကြီးလိုက်တဲ့အခါအမဲခလုတ်လေးတစ်လုံးရှိမယ်အဲ့ဒါကို 4 shed လို့ခေါ်မယ် G ကနေပြီးတော့ညာဘက်ကိုကြည့်လိုက်တဲ့အခါမှာအမဲခလုတ်လေးအလုံးရှိမယ်အဲ့ဒါကတော့5 shed ပေါ့နော် A ကနေကြည့်လိုက်တဲ့အခါမှာညာဘက်ကိုကြည့်လိုက်တဲ့အခါမှာဒီအမဲခလုတ်လေးလုံးရှိမယ်အဲ့ဒါကိုတော့6 shed ပေါ့နော် B ကနေတော့ကြည့်လို့မရအောင်နော် B နဲ့မှာအမဲခလုတ်မရှိဘူးအဲ့ဒါကတော့ shed အကြောင်းပါနောက်တစ်ခုက shed အကြောင်းပြီးကျွန်တော် flat အကြောင်းပေါ့နော် flat အကြောင်းကတော့ရှင်းပါတယ်ဒီဆိုကညာဘက်ကိုတွားရင်ရှက်ကျုံးမဲ့တော့ရှေ့ကိုတွားရင်ရှက်နော်နောက်ဖြစ်တဲ့ဘယ်ဘက်ကိုပြန်မယ်ဆိုရင် flat ပြီးပေါ့နော်ဟုတ်ပြီဒီလိုကျွန်တော်တို့ C ကနေပြီးတော့နောက်ကိုမကြည့်တော့ဘူး D ကနေကြည့်ပဲနော် D ကနေနောက်ကိုကြည့်လိုက်တဲ့အခါမှာ D ဆိုတော့2နော်2ဆိုတော့2 flat ဟုတ်ပြီနော်ကဲ E ကနေပြီးတော့နောက်ကိုကြည့်တဲ့အခါမှာ E ဆိုတော့3ဆိုတော့3 flat ဟုတ်ပြီနော်ငါE နဲ့ F မှာမရှိဘူးเนาะနောက်ကိုကြည့်တဲ့အလုံးE ရရှိတယ် F မှာတော့မရှိဘူးเนาะ
အဲ့ဒါတော့ F ကိုပြောတော့ဦး G ကနေပြီးတော့နောက်ကိုပြန်ပြီးတော့ကြီးလိုက်တဲ့အခါမှာအမဲကလေးကိုကြီးလိုက်တဲ့အခါမှာအဲ့ဒါကဘာဖြစ်သွားလဲဆိုရင် 5 flat လို့ခေါ်တယ် A ကနေပြီးတော့နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ A က6ဖြစ်တဲ့အတွက်ကြောင့်6 flat နော်6 flat လို့ခေါ်တယ် B ကနေပြီးတော့ဒီနောက်ပြန်ကြီးလိုက်တဲ့အခါမှာ B က9ဖြစ်တဲ့အတွက်ကြောင့်7 flat အထားရှိသည်ပြင်အဲ့ဒီလိုမျိုးဒီ note အခေါ်ပေါ်လေးတွေကိုပိုင်နိုင်သွားတီးမှနော်တချင်းတီးတဲ့အခါမှာနော် note တွေကြီးပြီးတချင်းတီးတဲ့အခါမှာမလွဲမှာပေါ့နော်ဟိုကျွန်တော်အရင်ဆုံးပြောချင်တာကဒီ flat နဲ့ shed ကလည်းပဲအသုံးဝင်တယ်လို့ဒီ C D E F G A B C နော်အဲ့ဒါလေးတွေလည်းတည်ထားတင်တယ်ဘယ်ဟာ C ဘယ်ဟာ D ဆိုတာနံပါတ်ဆိုရင်2ပြောမယ်နော်အဲ့လိုမျိုး E ဆိုရင်3 F ဆိုရင်4ကိုကဘယ်လိုအခြေအနေမျိုးမှဖြစ်ဖြစ်ဒီကဏ္ဍတွေကိုကောက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတည်နေမှဒီနောက်ပိုင်းကိုတွေပါဒီတိဆောက်တဲ့အခါမှာလွယ်ကူမှာပေါ့နော်အဲ့ဒါလေးတွေကိုတည်တည်ချာချာကာကနနာလေးဟိုတည်ထားသိချင်တယ်ပေါ့နော်ဒါမှလည်းပဲကျွန်တော်တို့တချင်းတီးတဲ့အခါမှာလွယ်ကူမယ်နောက်သင်ခန်းစာတွေမှာလည်းပဲလွယ်လွယ်ကူကူနဲ့သဘောပေါက်ဘယ်လိုကျွန်တော်ထင်ပါတယ်နော်ဟိုနောက်သင်ခန်းစာတွေကိုလည်းပဲအောက်ပြကြပါကျွန်တော်ဒီ channel လေးကိုလည်း subscribe လုပ်ပြီးခဲ့ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်